Hello everyone အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ချင်းလုံး hostel မှာ vacation နေခဲ့တော့ငါ vlog လေးရဲ့ part 2ဖြစ်ပါတယ်အစကနေအဆုံးထိကြည့်ဖို့ပြောချင်ပါတယ် let's get started အဲ့ဒါကတော့ဒါတော့နေ့လည်ခင်းမှာ coffee တောက်နေကြတာပေါ့နော်အဲ့ဒါကိုဘေးကနေပြီးတော့အမတော်က live ရှုပ်နေပါတယ်အမေဖုန်းကကြွားလိုက်သေးတာပေါ့နော်ခဏနေလောက်ကြတော့အတန်မျိုးကဘိုက်စာနာနဲ့ GNG ကိုသွားပြီးတော့ခောက်ဆွဲပြုတ်သွားဝယ်ကြတယ်ပေါ့နော်အဲ့ဒီမှာလမ်းမှာရိုက်ထားတာလေးဖြစ်ပါတယ်ပြောလိုက်တယ်တလုံးမမိပါဘူးမလိုက်တဲ့ကောင်လိုက်ရတာလိုက်တဲ့ကောင်ပါလိုက်တာရန်ဖြစ်ပြီးတော့မလိုက်တာနားနေကြငါခင်ဗျာပြီလားအေးမာအဒမ်အဲ့ဒီခောက်ဆွဲပြုတ်စားနေတဲ့အချိန်ကနေ့တနားရှိနေပြီပေါ့နော်အမေကထမင်းမစားသေးတာနဲ့ခောက်ဆွဲပြုတ်ကိုပဲအားရပါရစားနေတာပေါ့နော်အဒမ်တို့စားတော့ပြီးရနဲ့အခန်းထဲပြန်ရောက်လာကြပြီးတော့ဒီဦးနူဆော့ကြတယ်ပေါ့နော်ကြည့်လေကြည့်မှာဗျာအဒမ်တို့ဦးနူဆော့ပြီးတော့ခဏနေလောက်ကြတော့တတိတမောနာအိတ်ကြတယ်ပေါ့နော်နားတဲ့သူကနားတယ်ပြီးတော့ကြတော့ချက်ကောက်လုပ်ဖို့အတွက်အချိန်ရောက်လာပါတယ်ခဏနေလောက်ကြတော့အဒမ်ဖေဖေကအဒမ်တို့ကိုကားနဲ့လာကြိုပါတယ်အားကြောင့်မလို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ see you guys in the next video everyone bye bye